ဘာဖြစ်နေတယ်ဆိုတာအတိအကျပြောနိုင်တဲ့အကိုကမေတ္တာနာထောင်ပြီးထားခဲ့ခံမယ်ဆိုတာမသိခဲ့စက်တနာထောင်ပြီးဘာဖြစ်နေတယ်ဆိုတာအတိအကျပြောနိုင်တဲ့အကိုကမေတ္တာနာထောင်ပြီးထားခဲ့ခံမယ်ဆိုတာမသိခဲ့